ဒီကောင်မလေးကကြည့်ရတာအဆင်ပြေပြေရှိနေပုံရပေမဲ့သူမရဲ့အဖေကတော့သူမအတွက်ဇာပနာပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်အဲ့ဒါကတော့သူမထောင်ကလွတ်လာကစားအိမ်နီးနားချင်းအမျိုးသားရဲ့အိမ်ထဲကိုဝင်သွားခဲ့တာကိုသူမအဖေသိသွားခဲ့လို့ပါသူမအဖေကအဲ့ဒီအမျိုးသားနဲ့ဘလို့အဆက်အသွယ်မျိုးမှမလုပ်ဖို့တားမြစ်ထားခဲ့ပေမဲ့သူမကတော့ပုံစံအသစ်ပြောင်းလဲဖို့အတွက်အဲ့ဒီအိမ်နီးနားချင်းစီကိုသွားခဲ့ပါတယ်သူမကဘယ်တော့မှတေးသေးချာချာမပြင်ဆင်တတ်တယ်လို့မျက်မှန်အကြီးကြီးတွေတက်ထားပြီးမိတ်ကလည်းမလိမ့်ပဲအမြင်အပြင်ထွက်လိရှိပါတယ်ချင်းတွေးတဲ့ခါတိုင်းမှာလည်းအမျိုးသားတွေကရောက်မလာကြတာဒါမှမဟုတ်သူမကိုစိတ်မဝင်စားကြပါဘူးတရက်မှာတော့ဆာရာတယောက်စိတ်မကောင်းစွာနဲ့ပဲအလုပ်သွားခဲ့ပါတယ်။သူမအိမ်နီးနားချင်းအမျိုးသားဘေးကနေဖျက်လျှောက်သွားတဲ့အခါမှာတော့အဲ့ဒီအမျိုးသားဖြစ်သူအန်ဒါကသူမစီစိတ်အာရုံရောက်သွားပြီးသူ့ရင်ခွင်ထဲကအမျိုးသမီးကိုတောင်မိသွားခဲ့ပါတယ်။ဆာရာကစာကြီးတိုင်းမှာအလုပ်လုပ်တာဖြစ်ပြီးသူမရဲ့အထက်လူကြီးအာဘီမန်ယူကိုတစ်ဖက်သက်သဘောကျနေတာပါ။သူကသူမကိုပြုံးပြလိုက်ရင်ပဲဆာရာတယောက်အရန်ကိုပျော်ရွှင်ပြီးမိန်မောသွားတတ်ပါတယ်။ဒါပေမဲ့လုပ်ဖော်ကိုင်ဖက်တွေကတော့သူမကိုရုပ်ဆိုးတဲ့ဘဲကလေးလို့ခေါ်ပြီးလောင်ပြောင်တတ်ကြပါတယ်။သူမအထက်လူကြီးစီရေးထားတဲ့အချစ်စာလွှာတွေအကြောင်းကလည်းအလုပ်ခွင်မှာလူတိုင်းသိနေကြတာပါ။စိတ်နှလုံးကြေကွဲသွားတဲ့ဆာရာကဝစ်စုံဝတ်ထားရင်းနဲ့ပဲထွက်ပြေးလာခဲ့ပြီးဓာတ်လေကားထဲမှာတယောက်ထဲငိုနေခဲ့ပါတယ်။တခြားလူတယောက်ဝင်လာတဲ့ခါမှာတော့သူမကခေါင်းစွပ်ကိုအမြန်ပြန်ဆွတ်လိုက်ပါတယ်။ဝင်လာတဲ့သူကတော့အန်ဒါဖြစ်နေခဲ့ပါတယ်။ရုတ်တရက်ဓာတ်လေကားပြတ်သွားပြီးအထဲမှာအရန်ပူအိုက်လာတဲ့ခါမှာအန်ဒါကသူ့အချီကိုချွတ်လိုက်ပြီးဆာရာကိုလည်းခေါင်းစွပ်ချွတ်ဖို့ပြောခဲ့ပေမဲ့သူမကကြောက်လို့မချွတ်ရဲခဲ့ပါဘူး။အန်ဒါကသူ့ဘောင်းဘီကိုပါထပ်ချွတ်ဖို့ပြင်တဲ့ခါမှာတော့ဆာရာကသူ့ကိုတားဖို့ခေါင်းစွပ်ကိုအမြန်ချွတ်လိုက်ပါတယ်။ကဆာရာဖြစ်နေတာကိုသိလိုက်ရတဲ့ခါမှာတော့သူအံ့ဩပြီးရှက်သွားခဲ့ပါတယ်ဝစ်စုံတွေကနေရုံမထွက်နိုင်ဖြစ်နေတဲ့ဆာရာကိုကြည့်ပြီးသူခိတ္တတွေးဝေသွားပြီမဲ့ကိုညီဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့သူကအားပြင်းပြင်းနဲ့ဆွဲလိုက်မိတာကြောင့်အထဲကအဝတ်စားတွေပါပြဲလူနေပါဖြစ်သွားပြီးဆာရာလည်းလန့်သွားကထက်လေကားပွင့်တာနဲ့အမြန်ပြေးထွက်သွားခဲ့ပါတယ်။အန်ဒါကစာကြီးတိုက်ကိုလာပြီးဆာရာကိုဝုံဝုံရုပ်ခေါင်းစွပ်ပြန်ပေးခဲ့ပါတယ်။သူမစာကြီးတိုက်မှုအဖြစ်အလုပ်လုပ်တာကိုသိသွားပြီးဖတ်ဖို့စာအုပ်တွေညွှန်းပေးဖို့တောင်းဆိုခဲ့ပါတယ်။သူတို့နှစ်ယောက်ပုံမနီဆက်လာခဲ့ကြပါတယ်။ဒါပေမဲ့ရိုးအလှတဲ့ဆာရာကတော့အန်ဒါသူမကိုတခုခုပြောဖို့အမြဲတမ်းဘာကြောင့်တွန့်ဆုတ်နေတတ်လဲဆိုတာကိုဘယ်တော့မှသတိမထားမိခဲ့ပါ